မင်္ဂလာပါ First Career Solution Channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုရင်ကျွန်တော်တို့ First Career Solution ကနေပြီးတော့ service ပေးတဲ့ program လေးတွေနဲ့စတင်ပြီးတော့မိတ်ဆက်ပေးချင်ပါတယ်ရှင်ကျွန်တော်တို့ First Career Solution မှာဆိုရင် Export Import လုပ်ငန်းပိုင်းနဲ့ပတ်သက်တဲ့ Basic Export Import သင်တန်း Business Management သင်တန်း Logistics and Supply Chain Management သင်တန်းတွေအပြင် International Trade Management သင်တန်းတွေကိုဖွင့်လှစ်သင်ကြားပေးနေပါတယ်ရှင်။ဒါပြင် Logistics စာပေတွေကိုစောင့်ကြည့်ခြင်းနဲ့ဒီမျိုးရဲ့ဥပမာစတင်တဲ့ Export Import ကိုလုပ်နေတာအတွက်အကြံဉာဏ်ကိုစောင့်ကြည့်များလို့လည်းစတင်ဆောင်ရွက်ပေးနေကြတဲ့နောက်ပိုင်းပါလို့ပါရှင်။နိုင်ငံတကာမှာအရေးကြီးဆုံးလုပ်ငန်းကဏ္ဍတစ်ခုဖြစ်တဲ့ပို့ကုန်သွင်းကုန်စည်ပို့ဆောင်မှုနဲ့ကုန်သွယ်ရေးလုပ်ငန်းတွေမှာသူများထက်နောက်မကျစေဖို့ First Career Solution နဲ့အခုပဲဆက်သွယ်လိုက်ဖို့အကြံပြုပါရစေရှင်။ဒီ channel ကနေပြီးတော့နောက်ထပ် Logistics Export Import နဲ့ပတ်သက်တဲ့သိကောင်းစရာပုံတူတာတွေကိုအမြဲမျှဝေပေးသွားမှာဖြစ်လို့ First Career Solution Channel ကိုအခုပဲ subscribe လုပ်ဖို့အတွက်မမေ့ပါနဲ့နော်။